ဒီနားမှာမကြခင် MRT Orange Line အသစ်လည်းရောက်လာတော့မှာဆိုတော့ဒီ project ကတေချာပေါက်ဈေးတက်လာတော့မှာမင်္ဂလာပါကျွန်တော်အခု Rama 9 area မှာဈေးသက်တာတဲ့ V Rama 9 project ကိုရောက်နေတာဖြစ်ပါတယ်ဆိုတော့ကျွန်တော် project ကိုလိုက်ပြပေးမယ်ဒီ project မှာရွေးချယ်စရာအခန်းအမျိုးအစား2မျိုးရှိတယ် one bedroom နဲ့ one bedroom plus ဆိုပြီးတော့မှရှိတယ်ဈေးနှုန်းအရဆိုလို့ရှိရင် 2.8 million ဘတ်ကနေစတင်ဝယ်ယူလို့ရမှာဖြစ်ပါတယ်ဆိုတော့ဒီဖရမ်ကောက် area မှာ 2.8 million ဘတ်နဲ့ဆိုတာအရင်တန်တယ်လို့ပြောလို့ရပါတယ်ဒီ project ကိုလူကြိုက်များစေတဲ့အားသာချက်တွေအများကြီးရှိတယ်။အဲ့ထက်မှာကျွန်တော်၄ချက်ကိုကျွန်တော်ပြောပြ။နံပါတ်1အချက်ကဒီ project ကိုထိုင်းနိုင်ငံရဲ့ top developer ဖြစ်တဲ့ Sensory အနေမှာတည်ဆောက်ထားဖြစ်တဲ့အတွက်ကြောင့် quality ဘိုင်းကအစအကုန်လုံးကိုယုံကြည်စိတ်ချလို့ရပါတယ်။နံပါတ်2အချက်ကဖရမ်ကောက် area မှာ fully furnished ကို 2.8 million နဲ့ရမှာဆိုတော့အရန်တန်တယ်လို့ပြောလို့ရပါတယ်။နံပါတ်3အချက်က2028နှစ်စံပိုင်းကျလို့ရှိရင်ဖွင့်မဲ့ MRT Orange Line ဝက်ဖလမ်ကောက် station ကဒီ project နဲ့ဆိုလို့ရှိရင်950 မီတာအကွာမှာပဲရှိရဖြစ်တဲ့အတွက်ကြောင့်မလို့ location ကပြောရမယ်ဆိုလို့ရှိရင် in the future မှာဈေးတက်လာမယ့် project ဖြစ်ပါတယ်။နောက်ဆုံးအချက်က rental market မှာဆိုလို့ရှိရင် rental yield ကို 6% ထိရနိုင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ investor တွေအတွက်ရင်းနှီးမြှုပ်နှံတဲ့ project ဖြစ်ပါတယ်။အခု V Rama 9 project ကလူကြိုက်အရန်များပြီးတော့မှ foreign quota ကိုလည်း85ခန့်ပဲပေးထားဖြစ်တဲ့အတွက်ကြောင့်မလို့စိတ်ဝင်စားရဆိုလို့ရှိရင်ကျွန်တော်တို့အမြန်ဆုံးဆက်သွယ်ဖွင့်ရတော့ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာ